ကဲတော့ကျွန်တော်ဒီကနေ့ April 21ရက်နေ့ညပိုင်းလေးတစ်ဖြတ်ပေါ့နော်ကျွန်တော်ကတော့ RC David ပါဒီ channel အသစ်မှာကျွန်တော်ဗီဒီယိုဖိုင်လေးတွေဖြည်းဖြည်းချင်းကျွန်တော်စပြီးတော့တင်ပို့လေးတွေရှိပါတယ်ကျွန်တော်ဒီမနေ့ကလည်းကျွန်တော်ရဲ့ဒီ RC David 1 million ရှိတဲ့ channel မှာကျွန်တော်မွန်မတွေအသိပေးထားတယ်ဒီ channel အသစ်မှာကျွန်တော်ဖြည်းဖြည်းချင်းဗီဒီယိုဖိုင်လေးတွေပြောင်းတင်မယ်ဆိုပြီးတော့အဲ့တော့လာရောက်ပြီးတော့ဒါ subscribe လုပ်ပြီးတဲ့ join ပြီးတဲ့မောင်နှမတွေတယောက်ချင်းစီတာကျွန်တော်ကျေးဇူးတင်ပါတယ်ဒါတရချားတစ်ခါတော့ဖြည်းဖြည်းဒါမှမဟုတ်နေ့တိုင်းဖြည်းဗီဒီယိုဖိုင်လေးတပိုးလောက်ကိုတော့ကျွန်တော်စူးစမ်းပြီးတော့ဒီ channel အသစ်မှာတင်ပေးသွားပါမယ်ဒါလေးကိုလည်းကျွန်တော်လာပြီးတော့ပြောရင်းနဲ့ဒီ channel အသစ်မှာဟိုတုန်းကဒီအကိုတယောက်ရှင်နဲ့ကျွန်တော်ပြန်လည်ပြီးတော့လက်လွဲယူခဲ့တဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုကြည့်ရှုနေတဲ့မောင်နှမတွေလည်းကျွန်တော်ဟိုသဘောမကျဘူးကျွန်တော်တို့ဒီဘက်ကတော်လိုင်းဗီဒီယိုဖိုင်ကိုတင်တာကိုမကြိုက်နေတဲ့ဘူးဆိုရင် unsubscribe လုပ်သွားလို့ရပါတယ်ကျွန်တော်တို့ကဒါအတင်းကျွန်တော်တို့မတိုက်တွန်းပါဘူးအဲ့တော့ဒါလေးကိုကျွန်တော်လာပြီးတော့အသိပေးတာပါနောက်နေ့ကစပြီးတော့ဒီ channel မှာနောက်ထပ်ရုပ်သံဗီဒီယိုဖိုင်လေးတွေကျွန်တော်စပြီးတော့တင်ပေးဖို့ရှိပါတယ်ကျွန်တော်မောင်နှမတွေဝင်းရံပေးပါအောင်လို့ပြောရင်းနဲ့ကဲတော့ဒီ channel အသစ်မှာကြည့်ရှုအားပေးနေတဲ့မောင်နှမတွေအမေသားသမီးတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ